လုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြီးတော့မှကျွန်တော်အဲ့ဒီ Minecraft ထဲမှာကျွန်တော်အိတ်ဆောင်ဖြစ်ပါတယ်ဒါပေမဲ့ Minecraft ထဲမှာ horror mode တစ်ခုလည်းထည့်ထားပါတယ်အဲ့ဒါဘာလဲတော့ကျွန်တော်မသိဘူးလို့ကြည့်ရပါပထမဆုံးအနေနဲ့ကျွန်တော်တက်မြင်ခုတ်ချဆို let's go တက်မြင်မရင်လက်ခုတ်လိုက်မယ်ပြီးကြမှာအိမ်တွေပါစောက်ကြစို့အသားလေးလူရဆိုရင်တော့အကောင်ရလက်တက်မယ် let's go တော့တက်မယ် let's go အဲ့ဒါနဲ့ကျွန်တော်မိုးချုပ်သွားတော့ကျွန်တော်လည်းကူထဲမှာအောင်းနေပြီးတော့ဘာလဲဟိုလေးချက်ရချက်လုပ်နေပါတယ် yes ဒီအားလေးပါနည်းနည်းတူးထားအောင်အဲ့ဒါကျွန်တော်လည်းပြင်းတော့ကူထဲကနေပြင်ထွက်လာခဲ့ပါတယ်ပြောရင်းဆိုတော့လာသေးတယ်ရတော့ဖြစ်ရဖြစ်အဲ့ဒါတို့ကြားတယ်နော်ဒါမှကျွန်တော်တခုတွေ့ရမှာသူအတန်ကြားတယ်ဗျာမသိဘူးအတောင်တူးရဲ့အတန်လိုမျိုးတူလို့လည်းမတန်ကြားရတယ်ရဟောရမော့ထတာ yes ဒီလို yes ဒီလိုကောင်ကလုံးတောင်း yes အဲ့ဒါနဲ့ပဲကျွန်တော်အဲ့ဒီလိမ့်ဆန်တဲ့ကောလုံးနေပြန်ပို့ပြီးတော့ကျွန်တော်တက်ပြင်ခေါ်ပါတယ်အဲ့ဒါကျွန်တော်တက်ပြင်ခုံမလို့ဒီတက်ပြင်လာခုံနေတော့နောက်ကနေကျွန်တော်ရဲ့ဟိုပေးသားနဲ့ပေါ်လာပြန်မှာဘိုက်တော့စင်ပြီးတော့စင်ပြီးအဲ့ဒါနဲ့ကျွန်တော်ပါစကူပါမသိဘူးသူကဓာတ်ပုံတွေပါသွားရတယ်တည်းတော့နေချောက်ရရ yes ကြောက်ရငါစီတာမဟုတ်ပါနော်ဒီကောင်ပါအောင်လို့ဒီကောင်ငါတစ်ခါမြင်ဘူးပါဘူးဟေ့ဟာစင်ပြေတော့မင်းကြည့်ရတာဆောက်ကြကြောက်ရအဲ့ဒီကဘရိုးရသူကဝါရန်လိုမျိုးလက္ခဏာပြကြီးပျောက်သွားအဲ့ဒါနဲ့ကျွန်တော်လည်းအကောင်ပျောက်ပါစေတော့ဆိုပြီးကိုယ့်ကိုတိတော့ခုတ်တော့โอเคအားလုံးပဲကျွန်တော်ရဲ့တားရတဲ့ခုတ်ပွားဆိုတော့ဒီမှာအရင်ဆောက်ဖို့စီစဉ်လိုက်ရအောင် let's go အရင်တော့ကြီးဟိုတိပါပဲအဲ့ဒီဟိုခုနကောင်လာချိုင်းဒီချားလေးချောင်းအကောင်အရက်ရှိဆိုတော့အိမ်လေးနဲ့ရှိလေးဆောက်အောင် let's go အဲ့ဒီတားနဲ့အဲ့ဒါကျွန်တော်လည်းမှာအိမ်ဆောက်နေနေဗျာဘရိုးကကြီးထားလိုက်တော့မှကျွန်တော်အိမ်ဆောက်နေအဲ့ဒီကောင်ကြီးအထိတ်တလက်ရောက်လာတယ်ဒီလိုကကြီးထားလိုက်တော့မှအမှကျွန်တော်ကတော့အိမ်ကိုကောင်းလေးဆောက်တာပေါ့အဲ့ဒါကျွန်တော်မှအတန်ထူးကြတယ်မှဘရိုးကကြီးထားလိုက်တော့ဘာဆောက်ကကြီးတယ်မသိဘူးရောတော့ဟဲ့ဘာဆောက်ကကြီးတယ်မသိဘူးဘရိုးကကြီးထားလိုက်တော့အဲ့ဒီကောင်မျက်နှာရိုးဘရိုးကြီးမျက်နှာစုပ်ပြတ်တက်နေရပဲကြည့်လို့မလား